IELTS အတန်းတိုင်းမှာတော့ mock test ၄ခုဖြေရပါတယ် mock test တစ်ခုပြီးတိုင်းမှာတော့ teacher အားလုံးကဒီ IELTS official band descriptors ကိုတုံးပြီးတော့မှဒီအမှတ်တွေပေးရပေါ့နော် writing မှာဆိုလို့ရှိရင် task response နောက်ပြီးတော့ဒီ lexical resource grammatical range ပေါ့နော်အဲ့ဒါလေးတွေကိုကြည့်ပြီးတော့အမှတ်ပေးတယ်စာမွေးပြီးသွားတဲ့အခါမှာအဲ့ဒါလေးတွေကိုသူဘယ်လိုမှားတယ်လဲ task response ကဘယ်လောက်ရတယ်လဲပေါ့ဘာလို့ဒါကြီးရတာလဲဘာလို့မှားတာလဲဆိုတော့ဒီ comments လေးနဲ့ပေါ့နော် speaking မှာဆိုလို့ရှိရင်လဲ fluency grammar vocabulary pronunciation ပေါ့အဲ့ဒီ criteria တွေပုံမှာကြည့်ပြီးတော့မှဘန်ဘယ်လောက်ရလဲပေါ့နော်ဘာမျိုးလေးမှားလဲစာမေးပွဲမှာဘာကြောင့်သူတို့ဒီလိုမျိုးလေးအမှတ်ရောရလဲဆိုတာမျိုးပေါ့နော်ဆောင်းမပြီးတဲ့အခါမှာ feedback ပေါ့နော် report ပုံစံမျိုးလေးနဲ့လည်းသူတို့ပြန်ပြီးတော့စာရွက်ကလေးနဲ့လည်းပြန်ပေးပါတယ်အဲ့ဒါရတဲ့အခါမှာအတန်းထဲမှာသူမရှင်းတာရှိရပြန်မေးခိုင်းနေပေါ့နော်သူဘာကြောင့်ဒီလောက်ရလဲဆိုတာမျိုးလေးလုပ်ပေးပါတယ်